ရောက်လာတဲ့ကားကြီးอ่ะဗျာ Mitsubishi Xpander ကြီးဗျာရောက်ချလာတာကြီးอ่ะဘန်ကောက်မှာတက်စီ5စီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်စီကားတွေခင်ဗျားတို့အများဆုံးတွေ့ရလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်တို့ Grab လို့ပေါ့ဗျာဒီမှာတော့ Grab လဲရှိတယ်ဒါပေမဲ့ Bolt ဆိုတဲ့ software ပေါ့နော်အဲ့ဒါတော့တော်တော်များများအသုံးများကြတယ်ဗျာကျွန်တော်ပြောပြမယ်ဒီရဲ့လမ်းမတွေပေါ်မှာသူတို့ကတစ်စီးနဲ့တစ်စီးကားတောင်းမယ်ဆိုရင်တော့ကျွန်တော်ကြည်ပြူပေးကြတယ်ဗျာဘယ်လိုပဲအချိန်နဲ့မောင်းလာပါစေရှေ့ကားကအချက်ပြပြီးတော့ကိုရှိကိုဝင်မယ်ဆိုရင်လည်းပေးတာပဲကျွန်တော်တို့စေးရေးတိုင်းထွာခြင်းလို့ဘာလို့မရှိဘူးဗျာအဲ့ဒီချက်ကကျွန်တော်ကြိုက်တယ်မလောနေဘူးသူတို့ကားမောင်းတာအေးစစ်စစ်ပဲဗျာကြည့်ရတာအဲ့လိုမျိုးရှိတယ်စားပဲပေးတာလည်းမစိုးဘူးပြောလို့ရတယ်ကားစရာတိုင်းတော့မဟုတ်ဘူးဗျာတော်တော်များများပေါ့ကျွန်တော်ခရီးတွေလက်ကိတ် H တွေပါမယ်အဲ့တွေပါမယ်ဆိုသူတို့နောက်ဖုံးတွေပါလေကိုသူတို့ကိုယ်တိုင်ဖွင့်ဖက်ပြီးတော့အတင်းချလုပ်ပေးတာတို့ဘာလို့ပေါ့နော်အဲ့ဒါလေးတွေတွေ့ရတယ်ဗျာနောက်ပြီးသူတို့ကကားမောင်းနေဟိုစိတ်တွေလွင့်ပြန့်နေမှာဆိုလို့ကားပေါ်မှာစူးစူးညံ့ညံ့လောက်တာတွေတိတ်မကြဘူးစကားကြိတ်ကြီးတောင်းရောက်ပြောတာမျိုးတို့အဲ့လိုမျိုးဆိုသူတို့မကြိုက်ကြဘူးတချင်းတန်အောင်တော့မယ်ကျွန်တော်တို့ကြားရဆိုတော့ပဲဖွင့်ပေးတာကျွန်တော်အဲ့လိုပြောတော့ဒီကဘဲတွေကအခါကြီးတွေနဲ့လာဆိုအဲ့လိုမဟုတ်ဘူးထားတော့သူတချင်းဖွင့်တာကျွန်တော်နောက်ကနေလိုက်ညီးနေမယ်ဆိုရင်သူတချင်းတန်ကျေပေးတယ်ဥပမာသူဖွင့်တာတဲ့တချင်းထိုင်းတချင်းဖြစ်နေတော့အင်္ဂလိပ်တချင်းလိုပုံစံမျိုးတွေပြောင်းဖွင့်ပေးရဗျာဟုတ်ကဲ့ကျွန်တော်ပြောပြရတဲ့အထဲမှာခင်ဗျားတို့အတွက်ဘူးစားတစ်ခုတော့ရမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကိုတူပါ